nhau cái xéo nhá thì mấy cái đó là nó Gerard rồi xéo mình chào bu rồi mẹ xéo tấu bu đấy nó là Gerard xéo bảo khỏi là bác của anh chị bảo này họ khỏi là ba anh chị tu nói đi này xéo tấu này nó nói đi này phải tấu này nó chỗ xéo biểu là ba anh chị rồi xéo bên này mà tấu lại But do we know? What do we present continue này present continue mà tấu này bắt được này rồi đó ba anh chị tấu này ara cho xéo Gerard luôn mà khỏi Gerard rồi xéo nó tu nói đi này tấu này họ Gerard luôn khỏi Gerard bảo đấy rồi là ba anh chị đấy em mới xéo nó nói đi này tấu này nó xéo nó tấu một công ty gì đấy number 1 က subject နေရာမှာသုံးတယ် subject နေရာမှာစာကြောင်းရဲ့စာမှာတော့ subject ပေါ့နော် subject အနေနဲ့သုံးတယ်ဒုတိယကျတော့ဆရာတို့ object ကျတော့ verb ရဲ့အနောက်မှာသူကမြဲလိုက်တယ်ဒါမှဆရာတို့အထင်မှားစရာရှိတယ်ခုနပြောတဲ့ verb to be နဲ့တွဲပြီးပါတယ် verb ing ကိုဆရာတို့ gerund လို့မခေါ်ဘူးနော်သူက verb ရဲ့နောက်မှာလိုက်တဲ့ဟာကိုဆရာတို့က gerund လို့ခေါ်တယ် noun အနေနဲ့ခေါ်တယ်နော် number 3ကဆရာတို့က proposition ရဲ့နောက်မှာလိုက်တယ် proposition ကိုသိရလားနေရာပြပုတ်တွေနော်နေရာပြပုတ်တွေကနောက်မှာလိုက်တယ် gerund တွေကနောက်တစ်မျိုးကျတော့ဆရာ go နဲ့ပေါင်းပြီးတော့သွားတယ်နော် go shopping လို့ပြောဆရာပြီးတာအဲ့လိုဟာကို gerund လို့ခေါ်တယ်နောက်တစ်ခုကဆရာတို့ဒါ possessive pronoun ကြတော့ပိုင်ဆိုင်မှုပြတော့ပိုင်ဆိုင်မှုပြတဲ့ဥစ္စာတွေကနောက်မှာသူကလိုက်တယ်နောက်တစ်မျိုးကျတော့ number 6ကတော့ဆရာတို့ complement gerund လို့ခေါ်တယ် complement ဆိုတော့ဆရာတို့လိုတဲ့စကားလုံးထပ်ပြလိုက်တာကိုခေါ်တယ်နော်complement gerund လို့ခေါ်တယ် complement noun လို့လည်းခေါ်တယ်နော်အဲ့ဒါဆရာတို့သုံးဖို့ထပ်ပြောမယ်နံပါတ်1ဆရာ subject နေရာမှာဆရာတို့ကမ I ရဲ့ read ဆိုပါတယ်ဖတ်တယ်အဲ့တော့ ing ပေါင်းတော့ reading ဆိုဘာပြောရလဲစာပတ်ချင်းပြောရတာဥပမာနဲ့ reading have ဖတ်ကပါလေနော် improve တိုးတက် နော် vocabulary ဟုတ်လား အားရတူတူတူစာပတ်ချင်းอ่ะ ကိုကြီးပဲ ဆရာဥပမာတွေအများကြီးပြောနောက်မှဆရာပြောကြမှာနော်အဲ့တော့ဆရာနံပါတ်1 reading subject နေရာမှာသူကနေတယ်ဒါဆိုဆရာတို့ noun လို့ပဲခေါ်တယ်ဒါကတော့နောက်နံပါတ်2ကျတော့သူ object နေရာမှာနေပဲအဲ့တော့ I enjoy ဆိုတာနှစ်သက်တယ်ပေါ့နော်နှစ်သက်တယ်မှာ singing ရပါလေချင်းဆိုချင်းအဲ့မှာဆရာတို့သိတာ ing တွေ့တိုင်းဆရာတို့ကဒါကပြောတယ်ဆရာတို့က verb ing မဟုတ်ဘူးเนาะအဲ့တော့ဒီမှာဆရာတို့ကြည့်ရမှာဆို verb ကနားမှာပါလာရင်ဒါ noun လို့ပဲတွေ့ရ noun ဆိုတာပါလေ gerund ဆိုတာအဲ့တော့ I enjoy singing ဒါရှင်းဆိုခြင်းကိုကြိုက်တယ်နှစ်သက်တယ်เนาะအဲ့တော့နောက်က he like playing guitar သူကဂီတာတီးခြင်းကိုကြိုက်တယ်ဂီတာတီးခြင်းကိုကြိုက်နှစ်သက်တယ်အဲ့လိုပြောတယ်အဲ့တော့ဒီနောက်မှာ verb နောက်မှာ direct တွေ့ရအောင်ဆရာတို့ noun လို့ခေါ်တယ်ပြီးတော့ gerund လို့ခေါ်တယ်เนาะနောက်တစ်ခုကျတော့ number 3ကျတော့သူက proposition တွေရဲ့နောက်မှာလိုက်တယ်အမှ he is go ဆိုတာပါလေကောင်းတယ် ဆိုတာမှာဟုတ်လားမှာ speaking english သူက english ကပြောတဲ့နေရာမှာရန်တော့တယ်ရန်ကောင်းတယ်အဲ့လိုဆိုတော့ at proposition ရဲ့နောက်မှာသူလိုက်တယ်အဲ့ဒါတွဲသုံးတယ်အခုကျတော့ဆရာတို့ go နဲ့ပေါင်းတော့ let's go shopping this Sunday ဒီနေ့နေ့ကျရင်တော့ shopping လုပ်ကြမယ်မှာ let's go ဆိုတာတော့ကြဆိုဒီမှာ go နောက်မှာတစ်ခါလဲ ing ပေါင်းလိုက်တော့ဆရာနောက်တော့ let's go shopping နောက်ကျဆရာတို့က possessive pronoun ဆိုတာပိုင်ဆိုင်မှုပြအဲ့မှာဆရာပြောရတာ I appreciate ဆိုပါလေ appreciate ကတန်ဖိုးထားတယ်လေးစားတယ်ပေါ့နော် you are happy မင်းရဲ့ကူညီခြင်းအတွက် you are happy ဆိုတာမင်းရဲ့ကူညီခြင်းမင်းရဲ့ကူညီခြင်းမင်းရဲ့ကူညီမှုအတွက်ကတန်ဖိုးထားပါတယ်ကျေးဇူးတင်ပါတယ်ခုဆရာတို့တော်တော်များများတော့ thank you နဲ့တော့နောက်ပိုင်းမှာ thank you တော့ဒီ appreciate နဲ့တော့သုံးကြတယ်အင်္ဂလိပ်တွေနောက်ပိုင်းအဲ့လိုပဲပြောကြတယ်အဲ့ဒါကိုလည်းတန်တာ appreciate နဲ့ပြောပြကြပါတော့နောက်လို့ကြတော့ဆရာတို့ C appreciate ဟုတ်လား my favorite hobby is playing football ဒီ play football ဆိုတာဆရာတို့ကတချို့ကတွေ့တယ်နောက်မှပါဆရာတို့ object လို့ဆိုကြတယ်နော်ဒီဥစ္စာဆရာတို့ object မဟုတ်ဘူးနော်သူကပါလေ complement ဒီမှာပြောဆို my favorite hobby ပါလဲဆိုတော့သူကပေါ်လို့ရအောင်ထပ်ဖြည့်ပြီးလို့ဆရာတို့ကသူ complement လေးကထပ်ဖြည့်လိုက်ရတော့ my favorite ကယူတလုံးကြံခဲ့နော် my favorite hobby is playing football နော်ပြောချင်တဲ့တိတ်ပဲပါလဲငါရဲ့အကြိုက်ဆုံးဝါသနာတော့ပါလေဘောလုံးကန်ချင်းဖြစ်သည်အဲ့တော့ဆရာတို့သိရမှာဒီမှာ gerund ဆိုတာဘာကိုပြောလဲနော် gerund ဆိုတာဆရာတို့သိတာ verb ing အဲ့တော့ verb ing ကဆရာတို့သိခဲ့တဲ့ verb ing ကြတော့ဆရာတို့က verb to be နဲ့တွဲပြီးတော့ present continuous နေသည်လက်ရှိကာလမှာတခုခုလုံးနေသည်ဆိုဆရာတို့ကဒါ verb ing လို့ပဲသိတာနော် we are learning English speaking အဲ့တော့ English က
ပြောပါလို့လေသင်နေကြသည်နော် we are playing football တို့ဘောလုံးကန်နေကြသည်ဒီစကားတွေပဲဆရာတော်တော်များများပြောခဲ့ဘူးလေပေါ့နော်ဒါပေမဲ့အခုဆရာတို့သုံးလို့ရတယ်ဂျရန်ကိုဘိုင်းကြီးနဲ့သုံးတယ်သူ့ကိုနောင်းနေတယ်ပဲသုံးတယ်အဲ့တော့ဆရာတို့သိရမှာတော့ subject နေရာမှာနေတယ် subject နေရာမှာနေတယ်ဂျရန်နော်သူကအစားဆိုဒါဆရာတို့ကဒါအရှိမှလည်းတစ်ခါသင်ခဲ့ဘူးလေနော်ဒီဘိုင်းကြီးသုံးပြီး၄မျိုးဆရာသင်ခဲ့ဘူးလေနော်ဟိုတော့ကနံပါတ်2ကဆရာတို့ object တော့မှာ ဝါကင်းတာကိုဝါ option နေရမှာ object နေရာမှာလိုက်တယ်နောက်တစ်ခုကပါလဲ preposition ရဲ့နောက်မှာတွဲလိုက်တယ်နောက်တစ်ခါ go နဲ့ပေါင်းပြီးတော့လိုက်တယ်နော်နောက်တစ်ခုကျတော့ ဆရာတို့က processes pronoun ရဲ့နောက်မှာလိုက်တယ်နော်နောက်မှာတချို့ကကြောဆရာတို့တွေမှာလူနာမည်တွေပါတယ် apostrophe အနောက်မှာလည်းသူကလိုက်လို့ရတယ်ကျွန်တော်ပြောချင်တာမှာသူ့ရဲ့ဝါဒနာဘယ်လိုပြောလဲမှာစောဟင်းရဲ့ဝါဒနာဆိုလို့ပြောလဲ အဲ့တော့နောက်တစ်ခုကျတော့ဆရာတို့ကလည်း proclaiming နေတယ်တောင်းတယ်နော်ဒီမှာချိုးကြပြတယ် explain ဆိုတာဆရာတို့ကကစားနေသည်လို့ပြောမယ်ဒါပေမဲ့နောက်မှာသိရမှာပုံပေါ်ကြီးပါလာအဲ့ဒါဆိုတော့သူ့တွဲလုံးတော့တွဲလုံးဖြစ်သွားတယ်ဒီမှာဒီနှလုံးပဲဆိုတော့my favorite hobby is playing ဆိုတော့မဟုတ်ဘူးပေါ့နော်ဒီမှာ play explain ဆိုတော့ကစားနေသည်လို့ပြောလို့ရတယ်နော်ဒါပေမဲ့ဒါကိုသူကဆရာတွဲလုံးယူတာက playing football ဆိုတော့ဘောလုံးကစားခြင်းအဲ့လိုမျိုးအဲ့တော့ဆရာတို့နေတာ6မျိုးတော့နောက်ထပ်3လို့ရတာရှိသေးတယ်တချို့ဘတ်တွေနဲ့တွဲပြီး3တာရှိတယ်ဘတ်အားလုံးတော့မဟုတ်ဘူးနော်ချို့ဘတ်တွေကတော့ဒီဘတ်တွေကတော့နည်းနည်းဟိုဆိုရှုပ်ပြီးလို့ဆရာမသိသေးဘူးနော်အဲ့ဒါတော့ထားလိုက်အောင်ဒါပေမဲ့အဓိကဒါတွေဆရာတို့3လို့ရရင်အများကြီး3လို့ရတယ်အဲ့တော့ဆရာတို့မ3ဘူးတာမဟုတ်3ဘူးပဲဒါပေမဲ့အဲ့လို3တဲ့ကောင်မှာ ING တွေပါလာရင်ဆရာတို့ကဒါကိုဘယ်လိုခေါ်လဲဟုတ်လားရှင်းရှင်းလေးသိပါအောင်နော်အလယ်မှာပဲပါရှေ့မှာပဲပါနောက်မှာပဲပါဒါတွေအားလုံးဆရာတို့နောင်လို့ခေါ်တယ်ဂျရန်လို့ခေါ်တယ်နော်အဲ့ဒါသိဖို့လိုတယ်